okay အဲ့တော့ IP set တန်နေပေါ့ R2 ကကျွန်တော် ISP အနေနဲ့သုံးထားတဲ့အတွက်အဲ့ကောင်အရင် configure လုပ်အောင်เนาะအဲ့တော့ကျွန်တော် IP တွေပေးဖို့အတွက် interface တွေကို on ကြည့်အဲ့တော့ first setter နဲ့00 no share interface first setter နဲ့00 no share IP address 197.1.1.1 255.255.255.255.252ဟုတ်ပြီနော် interface first setter နဲ့01 no share IP address 198.1.1.1 255.255.255.252ရမလား router EIGRP1 ဒီဘက်ကိုကျွန်တော် router EIGRP ကြီးညာရတဲ့အကြောင်းအရာအပြင်မှာဒီတိုင်းမသုံး NAT နဲ့သုံးတာကျွန်တော်ဒီဘက်ကို connection ရှိအောင်ယူမယ်အရင်ဆုံးဒါမှ VPN ပါလို့ရမှာစောက်လို့ရအဲ့ဒါကြောင့်ဒီဘက်တစ်ချောင်းဘာနဲ့ route မှာလဲဆိုရင် EIGRP နဲ့ route network 197.0.1.1.0 နောက်တစ်ခု 198.1.1.0 no auto summary အဲ့တော့ ISP ဘက်ကပြီးသွားတယ်အဲ့တော့ကျွန်တော် R1 ဘက်ကိုသွားတော့မယ် interface first setter နဲ့00 no share IP address 197.1.1.2 255.255.255.252 interface first setter နဲ့01ဒါဒီအတွင်းထဲက interface IP address 192.168.1.1 255.255.255.0 router EIGRP1 network 197.1.1.0 ပဲထည့်မယ်192ကိုမထည့်ဘူး ISP က192ကို access လုပ်လို့မရရဘူးဟုတ်ပြီနော်R3 interface first setter နဲ့01 no share IP address 192.168.2.1 255.255.255.0 interface first setter နဲ့0/0 no share IP address 198.1.1.2 255.255.255.252 router EIGRP1 network 198.1.1.0 no auto summary အေးစေတော့ပါအောင်ဒီအဲ့တော့ကျွန်တော် pin ကြည့်မယ်ဟိုဘက်ကို LAN pin လို့ရ pin 197.1.1.2 အဲ့ဒါမှတန်တယ်ဖောက်လို့ရမယ် pin လို့ရပြီခဏလေးစောင့်မယ်အခုမှ Neva app ဖြစ်တာ pin မယ်R3 မှာနော် show IP route တွေ့ပြီ pin 197.1.1.2 ပင်းလို့ရပြီဟုတ်ပြီနော်ဒီလောက်ဆိုကျွန်တော်ဗာစဆန်လို့ရပြီဆိုရင် IP set စဆန်လို့ရပြီဒီဘောပေါက်တော့နော်ဘာမှမခက်ဘူးကျွန်တော်တို့ okay ISP ကဒီဘက်ကိုဝင်လို့မရဘူးဒီဘက်ကိုလည်းဝင်လို့မရရဘူးကျွန်တော်တို့ local မှာရှိတဲ့ network တွေကိုဘာမှလုပ်လို့မရရအဲ့တော့ကျွန်တော်တို့နောက်ဆုံး local မှာရှိတဲ့ network တစ်ခုဒီ ISP ကိုဖြတ်ပြီးပင်းလို့ရ ISP အဲ့ packet တွေကိုဘာမှမသိဘူးသူ့ကိုဖြတ်သွားတာပဲရှိတယ် okay စဆန်မယ်နံပါတ်1 phase 1တန်နဲ့စောက်မယ်လို့ကျွန်တော်ပြောခဲ့တယ်ဟုတ်တယ်နော်အဲ့တော့အဲ့ဒါတွေအားလုံးကကျွန်တော်စီမှာ note ရှိပြီးသားအဲ့ကျွန်တော်အဲ့ဒါ route မှာတင်တော့ထည့်တင်တဲ့ဟာတွေအဲ့ဒါ lab block မှာပါလဲဆိုရင် lab number 2မှာလည်းကပါနေပြီ site to site VPN ဟုတ်ပြီနော်ဒီတိုင်းအဲ့တော့ဒီမှာကျွန်တော်ဘာလို့ရမလဲ phase 1တန်နဲ့စောက်အောင်မယ် IKE ဆိုရဲကျွန်တော်တို့ဘာကိုစောက်အောင်လဲ phase 1တန်နဲ့ IKE တန်နဲ့1ကိုစောက်ဟုတ်ပြီအဲ့တော့အရင်စစောက်ကြည့်အောင်ဒါခုနကကျွန်တော်ပြောတဲ့ security association parameter တွေဟုတ်ပြီနော် okay ဒါတွေကကျွန်တော်အလို့ရနေပြီးတော့ဒါကိုကျွန်တော်မကြည့်တော့ပုံဝဲကြည့်ပြီးစမ်းတော့မယ်အရင်တော့ IKE တန်နဲ့1စောက်မယ်အဲ့တော့ crypto ISC KMP ဆိုတဲ့ဒီရဲ့ policy ကိုသုံးတဲ့အတွက်ဒါကိုအရင် enable လုပ်ပေးလိုက် crypto ISC KMP policy 1ဒါမှမဟုတ်10 I policy ကိုပဲဒီပဲတူစရာမလို IKE policy စစောက် phase 1တန်အဲ့အောက်မှာ security parameter ကျွန်တော်ပြောခဲ့ hash algorithm 2မျိုးရှိရဘာကိုသုံးမလဲအခု SHA ကိုသုံးမယ် group အဲ့ group ကဘာ group လဲဆိုအဲ့မှာပြပေးမယ်ကျွန်တော်ခုနကဒီမှာ group နောက်မှာကျွန်တော်ခုနကနာမည်ပြောပြ define Hellman group အဲ့ group ကို define လုပ်ပြီး group number 5ရဲ့အကောင်းဆုံး group 5 authentication ဘာကိုသုံးပါလဲအမြင့်ဆုံး AE pre-share key ကိုသုံးမယ်ဟုတ်ပြီနော် encryption ဘာကိုသုံးမလဲ AES 256 bit ကိုသုံးမယ်အဲ့ဒါတွေအားလုံးဒီအောက်က security parameter တွေညီလို့ကျွန်တော်အကုန်ထည့်ပြီးသွားတယ် lifetime က default ဘယ်လောက်ရှိရလဲ1ရက်ရှိတယ်ဒီရက်တန်နေရတဘောပေါက်လားအဲ့တော့ကျွန်တော်ရိုက်တာတဲ့တန်နေတွေအားလုံးကျွန်တော်ပြန်ကြည့်ချင်း show crypto ISC KMP policy လို့ enter ခေါက်လိုက် policy 1 default ပါပြီးတော့ကျွန်တော်ခု create လုပ်တာဒီ policy 10ဒါတွေသုံးမယ်အဲ့တော့အဲ့ဒါ R1 မှာရိုက်ပြီး R3 မှာလည်းသွားပြီး I တိုင်းရိုက်ရမယ် crypto ISC KMP enable crypto ISC KMP policy
အခုကျွန်တော် policy တန်းအောင်စောင့်မယ် group ကဘယ်လောက်ကိုသုံးမလဲခုနဟိုဘက်ကအတိုင်း 5 ကိုသုံးမယ် authentication က pre-share key ကိုသုံးမယ် encryption က AES 256 bit ကိုသုံးမယ်နောက်တစ်ခုပါကြံသေးတယ် hash က SHA ကိုသုံးမယ်ပြီးတော့ဒီဘက်ဒီဘက်တူပါနောက်တစ်ခု phase 2ဘာလို့ပြရမလဲဆိုရင် phase 2ကကျွန်တော် pre-share key ကိုဘာလို့ပေးပါလဲဟိုဘက်ဒီဘက် define လုပ်ပြီးမယ် pre-share key သုံးမယ်လို့ပြောခဲ့တာမဟုတ်ဘူးလားဟုတ်တယ်အဲ့တော့ဟိုဘက်ဒီဘက် define လုပ်ပြီးမယ်အဲ့တော့စောင့်မယ် crypto ISC KMB key က0 Cisco key က Cisco ဗျာအဲ့တော့ address ကဘာလို့သုံးလဲဟိုဘက်ကကောင်းရင် address R3 ရဲ့ဒီနား IP address 198.1.1.2 အဲ့တော့ဟိုဘက်မှာလည်း R1 မှာလည်းစောင့်အောင်မယ်ဘာစောင့်အောင်မလဲခုနက key စောင့်အောင်မယ် crypto ISC KMB key နောက်က0 Cisco ဟိုဘက်က 197.1.1.2 IS crypto ISC KMB key crypto ISC KMB key 0 Cisco address အဲ့နောက်မှာ 197.1.1.2 ဒီနားလဲမလား step နှစ်ခုပြီးပြီ step 3ဘာလို့ဆောက်ရမှာလဲတကယ် IP set ရဲ့ IKE phase 2တက်တယ်လို့ခေါ်တဲ့ IP set ကိုဆောက်တော့ IP set နဲ့ဟုတ်ပြီနော်အဲ့တော့အဲ့ဒါကိုခုဆောက်မယ်ဟိုဘက်ဒီဘက်တူရမယ်အဲ့တော့ R1 မှာကျွန်တော်ရင်စပြောမယ် crypto IP set transform set ဆိုတဲ့ name တစ်ခုပေးမယ်ကျွန်တော် test လို့ပေးလိုက်သုံးမဲ့ algorithm နဲ့ဟိုဘက်ဒီဘက်တူရမယ်ကျွန်တော်ဒါကိုသုံးမယ်256ပြီးရင်အနောက်က ESP SHA ဒါကိုသုံးဟိုဘက်ဒီဘက်တူပါဟုတ်လားအဲ့ဒါကို R3 မှာ like ဆောက် crypto IP set transform set test ESP AES 256ကိုသုံးမယ်အမြင့်ဆုံးနေပေါ့ဗျာ ESP နောက်က SHA ခုနပြောခဲ့ရင်တော့ ESP ကပါလဲ encryption security payload ဟုတ်ပြီနော်အဲ့ဒါကျွန်တော်စောင့်ပြရ AES နဲ့ ESP ကို define လုပ်ပေးရ IP set တန်းတယ်ဒီမှာဘာ algorithm ကိုသုံးမလဲ encrypt လုပ်မလဲ decrypt လုပ်မလဲဆိုပြီးအဲ့နှစ်ဖက်ပြီးတော့ interesting traffic ကိုဘာလုပ်ရမလဲ define လုပ်ပေးရဘယ် traffic ကိုတွားရင်ကျွန်တော်ဘယ်ကနေဘယ်ကိုတွားရင် IP set သုံးမလဲဆိုပြီးဟုတ်ပြီနော်ကျွန်တော်ပုံကြည့်ရင်ဘယ်ကနေဘယ်ကိုတွားရင်လဲ191.1 ကနေ 2 dot ကိုတွားရင် IP set ကိုသုံးမယ် R3 ဘက်ကကြည့်ရင်2 dot ကနေ 1 dot ကိုလာရင် IP set သုံးမယ်အဲ့ဒါကို access list နဲ့ permit လုပ်ပေးရတယ် access list 101 permit IP 192.168.1.0.0.0.255 ကနေဟိုဘက်ကဘယ်ကိုလဲ 192.168.2.0.0.0.255 ကိုတွားရင်ဆိုပြီးတော့မလုပ်ပေးရလေ permit လို့ဆောင်လုပ်ပေးရတယ်interesting traffic ကိုဘာလို့ပေးရပြီလဲ define လုပ်ပေးလိုက် okay R3 မှာလည်းတွားပြီး define လုပ်မယ် IP access list ဒါမှမဟုတ် access list 101 permit ဟုတ်ပြီ IP 192.168ဒီဘက်ကကျတော့ 2.0 က source 1.0 က destination ပြီးတော့ဆို step တစ်ခုပြီးတော့ရတယ်၄ခုပြီးတော့ okay step 5 crypto map ဆောက်ပေးရမယ်အဲ့ map ကို interface မှာတွားပြီးတော့မှ apply လုပ်ရအောင်အဲ့ map ကိုဆောက် R1 မှာတွားမယ်ဆောက်မယ် crypto map နာမည်ဆောက်မယ် my map my hိုဘက်ဒီဘက်တူစရာမလိုဘူးအဲ့တော့အမှ sequence number လေးတစ်ခုထည့်ပေးလိုက်ပြီးအနောက်ကနေပြီးတော့မှ IP set ISC key အဲ့ map ထဲကိုဝင်သွားရင်ဟုတ်ပြီ crypto map တွေအားလုံး apply လုပ်မယ်ဆိုရင်တကယ်လို့လား traffic က IP address access list number match address access list number 101နဲ့တူတယ်ဆိုရင်တဲ့ transform set ခုနကပါကိုလေ test ကိုတုံးလိုက်ပါ IP set လုပ်ပေးလိုက်ပါပြီး set ပြီးဘယ်ကိုပို့ပေးလိုက်ပါလဲ 198.1.1.2 ကိုပို့ပေးလိုက်ပါဟိုတော့ဟိုမှာလည်းအဲ့တိုင်းတော့ဆောက်မယ် crypto map my map 1 ISC key IP set ISC KMB ဟုတ်ပြီတကယ်လို့လား access list ကလား access list ဘယ်လောက်နဲ့လဲ101နဲ့လား match ဖြစ်ခဲ့မယ်ဆိုရင် set ပြီးတော့ဘယ်ကောင်လမ်းပို့မယ် 197.1.1.2 ဒီဘက်ကဟိုဘက်နောက်မြန်ပြန် set transform set ကဘာကိုသုံးလိုက်မယ်ခုနဆောက်ထားတဲ့ test ကိုသုံးလိုက်မယ်ပြီးသွားပြီအဲ့ဒါပြီး interface R3 ကကြည့်မယ်ဆို facilitator နဲ့00 R1 ကကြည့်မယ်ဆို facilitator 00 internet traffic interface မှာဘာလုပ်ပေးရမလဲ apply လုပ်ပေးရ interface facilitator နဲ့00 crypto map နာမည်က my map အဲ့လိုပဲ R3 ရဲ့ interface facilitator နဲ့00 crypto map my map ဟုတ်ပြီအဲ့တော့ကျွန်တော်မပြီးသေးဘူးဘာလုပ်ပေးရ default လောက်ရေးပေးရ
R1 192.162 တော့ကောင်းရင်ဘယ်ရတော့မသိလားမသိ R3 ရောသိလားမသိဘူးသူတို့စီမှာအဲ့တဲ့ route တွေရှိလားမရှိဘူးဘာမှမရှိဘူး route 192.162 တော့လည်းပတ်သက်ရအောင်သိလားမသိရင် default route ရေးမယ် IP route 0.0.0.0.0.0.0 ဘယ်ရထွက်မလဲ 198.1.1.1 ဆိုတော့ ISP ကထွက်မယ်R1 မှာတားရင် IP route 0.0.0.0.0.0.197.1.1.1 ဆိုတဲ့ ISP ကထွက်မယ်ပြီးတော့โอเคအဆင်ပြေပြီလားကြည့်မယ် show crypto ISC KMB SA IP set တန်နဲ့မ update ဘူး phase 1တန်နဲ့မ update phase 2တန်နဲ့ရော up ပြီလား IP set SA ရှိသေးရော password တွေ encrypt လုပ်တာလည်းမရှိဘူး decrypt လုပ်တာလည်းမရှိဘူးတန်နဲ့လည်းမ update IP set ဒီ port ဘလောက်ကိုတုံးလဲ900ဘာမှမ update ဘူးလို့ဆိုဘာလို့မှတ်တယ်တခါမှကျွန်တော် traffic ကို generate လုပ်ပြီလားမလုပ်ရသေးဘူး debug IP set crypto ISC KMB လို့ကျွန်တော်ကြည့်လိုက်ပါကျွန်တော်ဘာအလုပ်လုပ်သွားလဲဒီကိုပြန်ကြည့်ပါကဲ pin ကြည့်မယ် pin 192. ဟိုဘက်က 168.1.2.1 ကိုပင်လို့ရလားမရဘာလို့ပင်လို့မရလဲကျွန်တော်တို့ကဒီ interface ကို source ထားပြီးပင်လို့မရအောင် IP set ကဘယ်ကနေဘယ်ကိုသွားမှရမှာလဲ1တော့ကနေ2တော့ကိုသွားမှရရတဲ့ source ကိုဘာခံပြီးပင်ရလဲဆိုရင်တဲ့ source ကိုအတွင်းမှာရှိတဲ့ interface 192.168.1.1 ခံပြီးပင်လိုက်ရင် IP set တွေအကုန် policy တွေ over depend ကို share လုပ်တော့ညီတို့မြင်ရနိုင်မယ်အဲ့မှာဘာသုံးမယ် live တွေ key တွေဘာတွေသုံးမယ်ပုံမှန်မှာ share လုပ်နေဟုတ်ပြီနော်အဲ့တော့ပင်လို့ရပြီလားကျွန်တော်ကြည့်အဲ့တော့အခုကျွန်တော်တစ်ချက်ပြန်ပြီးမယ် anti-back or un or ဒီမှာ IP set IKE တွေတွေ့လား phase 1ဘာညာအကုန်အဲ့အလောက်မှာအလုပ်လုပ်နေအောင်ကျွန်တော်တို့မြင်ရတယ် okay အဲ့တော့ပင်လို့ရပြီလားကြည့်မယ် 192.168.2.1 ဘယ်က LAN ပင်ပါလဲ source က 192.168.1.1 LAN ပင်ပါပင်ကြီးကပင်းလို့မရသေးဘူးကျွန်တော် IP set အဆင်မပြေသေးဘူးဘာကြောင့်အဆင်မပြေရလဲကြည့်မယ် show crypto ISC KMB SA IP set တန်တွေကဘာဖြစ်သွားပြီလဲ no state နောက်မှာ active တော့ဖြစ်နေပြီ deleted ပြန်ပြီးတော့ဘာဖြစ်သွားပြီလဲ delete ဖြစ်သွားပြီကျွန်တော် loss အဆင်မပြေသေးဘူး IP set ကဘာကြောင့်အဆင်မပြေရလဲကြည့်မယ် number 1 show run ကိုကြည့်တာအကောင်းဆုံးပဲအရင်ဆုံးကျွန်တော်တို့ဗာစောက်ခဲ့တယ်ဆိုရင် phase 1 တန်နဲ့စောက်တယ်အဲ့ဒါကိုကြည့် phase 1 တန်နဲ့ဒီမှာ policy 10 encryption က AES authentication pre-share key group 5 ISC KMB ဟိုဘက်က key ကမှားနေပြီဘာဖြစ်ရမှာလဲ 198.1.1.2 ဖြစ်ရဟုတ်လားဟိုဘက်ကလည်းသုံးမယ်ဆိုတော့ 198.1.1.2 ပြန်ကျွန်တော်ဗာပေးထားကိုပြန်ပေးထားလို့ဖြစ်ဟုတ်ပြီနော်အဲ့ဒါကိုပြင်မယ် R3 ဘက်မှာရောအဲ့ဒါမှားလားမသိဘူးကီးဆောက်တာ pre-share key ဆောက်တာကိုပြန်ဆောက်နေတယ်ဟိုဘက်က IP နဲ့ဆောက်မှာဒီမှာကျတော့လေကိုဘာလုပ်နေလဲပြန်ဆောက်နေတယ်အဲ့ဒါမှားနေတာဗောအဲ့ဒါဆို no crypto key ဟုတ်တယ်ညီဟိုဘက်ဒီဘက်ဆောက်အောင်ပါ0အဲ့နောက်မှာ Cisco address ကဘယ်လောက်လဲခုနကျွန်တော်ပြ no crypto ISC KMB key key 0 Cisco address ကဘယ်လောက်လဲ 198.1.1.2 တကယ်ဆောက်အောင်ပါဆောက်အောင်ပါလေ 197.1.1.2 ဆိုပြီးဆောက်အောင်ပါဟုတ်လား okay R3 မှာလည်းခုနဟာကိုပြန်ဖြတ်မယ်ပြီးရင်ဘာပြန်လုပ်မလဲအမှန်ပြန်ရေးမယ် copy no crypto ISC KMB မှားနေတယ်ကျွန်တော်198ဖြစ်အောင်ပြီးရဆောက်တဲ့အချိန်မှာဒီဘက်ကဟိုဘက်ကိုပေးရတယ်ဟိုဘက်ကဒီဘက်ကိုပေးရတယ်အဲ့ဒါကိုကျွန်တော်ပြောင်းပြန်ဆောက်နေတာဟုတ်ပြီနော်မှန်သွားပြီအခုကဲ pin ကြည့်အောင် pin 192.168.2.1 source က 192.168.1.1 ဒီကောက်ပင်လို့မရရင်နောက်တစ်ခုကိုဆင်မယ်နော်ဒီကောက်ဘာလို့ရရလဲပင်လို့ရပြီအဲ့ပင်လို့ရပြီကြည့်ကြည့် show crypto ISC KMB SA ကြည့်လိုက်တန်နေရပါဖြစ်သွားပြီလေ active app သွားပြီ quick mode ကိုပြောမှာ QM ဟုတ်ပါလားဒီဘက်နဲ့ဟိုဘက်တန်နေ app အဲ့ password အဲ့ဒီသွားတဲ့ traffic တွေ encrypt လုပ်ပြီးလားတည်ရင် show crypto IP set SA လို့ကြည့်လိုက်ဘလောက်ကို encrypt လုပ်သွားရလဲဆိုပင်းသွားတဲ့ packet ၄ခုကို encrypt decrypt လုပ်သွားပြီဒီမှာပြ encrypt က၄ခု decrypt က
ဟုတ်လားဒါပေမဲ့ ISP ကပေးလို့ရလားမရအောင် ISP ဘက်ကအဲ့ route တွေကိုရှိလားအတွင်းရ route တွေရှိလားမရှိဘူး ping 192.168.1.1လုံးဝပေးလို့မရအောင်ဘာမှလုပ်လို့မရအောင်နားထောင်လို့မရအောင်ဘာလို့လို့မရအောင်သူ့ကိုဖြတ်သွားတာပဲရှိရဆိုတော့ဒီမှာ key တွေပါအထက်ထက်သုံးထားတာပေါ့နော် အေးပေါ့ key တွေအထက်ထက်သုံးထားတာပေါ့ဟောဒီဘက်မှာလည်းအဲ့လိုပဲ ping 192.168.1.1 အဲ့နောက်မှာ source ကဘယ်ရထားပြီးပြင်ရမှာလဲ 192.168.2.1 ထားပြီး reply ပြည့်ဟုတ်နော်အဲ့ဒါ IP set မှာ IP set ကဘာမရအောင်လဲဆို unicast ပဲရတယ်ဒီလိုနောက်တစ်ခုကဘာလဲဆို GRE တန် IGRE တန်နဲ့ကြောက်ပါရ multicast တွေပါရဥပမာဒီယုံနေယုံဒီဘက်ကို EN ကြပြီးတော့ဒီဘက်ကို EN ကြပြီးတော့အဲ့ EN ကြပြီးဒီ ISP ကိုဖြတ်ပြီးနေပါဖြစ်တန်တွေကိုဖြတ်ပြီး GRE တန်တွေကိုဖြတ်ပြီး GRE တန်တွေရှိတယ် နေပါ GRE တန်တွေရှိတယ် okay အဲ့တော့ကျွန်တော်ဒါတော့လောက်မှာပဲရက်ထားမယ်ဟုတ်ပြီနော်အဲ့ဒါ